ပတ်စံသုံးမှအစွမ်းထွက်လာမဲ့စူပါပါဝါမျိုးကိုတင်တာရရင်ဘာလုပ်မလဲဒီအမျိုးသားကတော့ဘားတန်းကိုလက်တစ်ဖက်ထဲနဲ့ကွေးပြလိုက်တာကြောင့်ဘေးကကောင်မလေးကအံ့ဩသွားတာတင်မကပဲအဲ့ဒီလက်တစ်ချက်ကွေးလိုက်တာကဝန်1000တန်ကြေးရှိနေလို့ပါကောင်မလေးကမယုံလို့နောက်ထပ်ဝန်1000ထပ်ပေးပြီးလုတ်ခိုင်းကြည့်တဲ့အခါမှာလဲစက္ကန့်ပိုင်းတွင်အဲ့ဒီပတ်စံကအကျွေးစစ်အနှဲငယ်ပဲကြံပြီးပျောက်ကွယ်သွားခဲ့ပါတယ်တကယ်တော့သူဟာတာမန်လူတစ်ယောက်လိုနေထိုင်ခဲ့တာဖြစ်ပြီးတနေ့မှသူ့ဖေကသူ့လက်ကိုဆွဲကင်လိုက်ရကနေအင်ကြီးတအိမ်လုံးတုန်ခါသွားခဲ့ပါတယ်အဲ့ဒီနောက်သူ့ပတ်စံအိတ်ထဲကပတ်စံတွေအကုန်လုံးအငွေ့ပြန်ပျောက်ကွယ်သွားတဲ့အခါမှာပဲသူ့မိသားစုရဲ့လျှို့ဝှက်ချက်ကိုသိလိုက်ရပါတော့တယ်အဲ့ဒါကတော့သူတို့မိသားစုဟာပတ်စံကိုစူပါပါဝါစွမ်းအားဖြင့်လဲလှယ်နိုင်တဲ့စွမ်းရည်ရှိကြတာပါဒီစွမ်းရည်ကိုတခြားလူစီပြန်ပေးလို့မရပဲတွေးသားတော်ဆက်သူအချင်းချင်းပဲလက်ဆင့်ကမ်းလို့ရပါတယ်ဒါနဲ့သူနဲ့သူ့ကောင်မလေးကဘဏ်အကောင့်ထဲကပတ်စံတွေကိုတုံးပြီးဒီစွမ်းရည်ရဲ့အကန့်အသတ်ကိုစမ်းသပ်ကြပါတော့တယ်ဒါပေမဲ့စီကံချက်တွေကအများကြီးလွန်နေပါတယ်တာမန်ချိန်မှာ6ပေလောက်ခုံနိုင်တဲ့သူကဝန်1000 3ရင်12ပေဝန်2000 3ရင်18ပေခုံနိုင်တာကြောင့်ပတ်စံကုန်တလောက်စွမ်းအားကအချိုးကျတိုးလာပါတယ်သူတို့နှစ်ယောက်ကမင်္ဂလာဆောင်ဖို့နဲ့အိမ်ဝယ်ဖို့စီစဉ်နေကြတာမို့ဒီတိုင်းသာပါဝါတွေရှောက်သုံးနေရင်တပြားမှကြံမှာမဟုတ်ပဲခွက်ဆွဲရမယ့်အခြေအနေပါဒါကြောင့်ကောင်မလေးကသူ့ကိုဒီပါဝါလုံးဝမသုံးဖို့ကြိတောင်းပြီးစီကံချက်တွေထုတ်လိုက်ပါတယ်ပတ်စံအကျွေးမဆောင်ရအတင်းမပြေးရဘယ်အရာကိုမှအားပြင်းပြင်းမသုံးရမဟုတ်ရင်ပါဝါကအလိုလိုပွင့်သွားပြီးပတ်စံတွေကုန်သွားမှာမို့လို့ပါသူတစ်ပါးကိုကူညီခြင်းစိတ်ရှိပေမဲ့ကူညီလိုက်တိုင်းပတ်စံအိတ်ထဲကငွေတွေလွတ်ပြသွားမှာမို့လို့လမ်းမှာအဖွားအိုကအကူအညီတောင်းတာလုတ်ဖို့ကိုင်ဘက်တွေအကူအညီတောင်းတာကိုတော့မသိချင်အောင်ဆောင်ပြီးရင်ခွဲမတက်အောင်ကြီးခဲ့ရပါတယ်ဒါပေမဲ့မမျှော်လင့်ပဲသူ့အမေကအိမ်ဦးဆုံးငွေအတွက်တန်ဖိုးဝန်3သိန်းကိုတိတ်တဆိတ်စုဆောင်းပေးထားတာကိုတွေ့လိုက်ရပါတယ်သူရန်ဝမ်းသာသွားပြီးကောင်မလေးစီဖုန်းဆက်ကငါတို့အိမ်ဝယ်လို့ရပြီလို့ပြောနေတော့မှပဲသူ့ရဲ့အနောက်ကတရားပေါ်မှာဘတ်စကားတစ်စီးက6ထဲကျလူဆဲဆဲတွဲလောင်းကြီးဖြစ်သွားခဲ့ပါတယ်ဖုန်းထဲကကောင်မလေးရဲ့စိတ်ပူနေတဲ့အတန်ကိုဥပ္ပခါပြုပြီးသူတစ်ပါးတက်ကိုကဲတင်ဖို့အတွက်သူ့လက်ထဲကဝန်3သိန်းလုံးကိုစတေးဖို့သူဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်